ကဲဒီနေ့ကတော့ဗောနော်ရွှေပြည်သာမြင်းလဲဂိတ်ဆေးကဘိန်းမုံဆိုင်ကိုခေါ်သွားမယ်မြင်းလဲဂိတ်ဆေးနားမှာနေတဲ့သူတော်တော်များများဒီဘိန်းမုံကိုစားပူကြရပေါ့နော်ဘိန်းမုံအဓိကထားရောက်တာဒါပေမဲ့အခုလိုမုံပြားတက်လက်လဲရတယ်ဒါကတော့မုံနှစ်ရဲ့မြေပဲစိမ်းလေးရဲ့ပေါ့နော်ဒါကသူတို့ဘိန်းမုံဖုတ်တဲ့နေရာပေါ့မြေပဲစိမ်းလေးတွေဖြူးတယ်မုံနှစ်လေးပေါ်မှာပေါ့ကွာပြီးရင်ထောပတ်စီလေးတုတ်တယ်ပြီးရင်မုံနှစ်ထဲမှာဘာထည့်ထားလဲဆိုငှက်ပျောသီးအနှစ်ကလေးထည့်ထားတယ်ငှက်ပျောသီးမှဲ့လေးတွေကွာအားကြောင့်လေသူတို့ဘိန်းမုံကပိုကိုးစားကောင်းတာရတာရှိတာငှက်ပျောနှစ်ကလေးနဲ့ပြီးတော့ထောပတ်စီပါတယ်ထောပတ်နဲ့မွေးလေးနဲ့အခုလိုမျိုးအပေါ်မီးအောက်မီးနဲ့ဖုတ်တယ်ပြီးတော့မီးသွေးလေးရင်သုံးတယ်အားကြောင့်ရန်ကောင်းဒီဘိန်းမုံဆိုင်ကအရင်တော့ဆိုလို့ရှိရင်မနက်ကောညနေရောဖွင့်တယ်အခုနောက်ပိုင်းကတော့ညနေခင်းပဲဖွင့်တော့တယ်နေရာကကြတော့ရွှေပြည်သာမြင်းလဲဂိတ်စေအုတ်ချုပ်ရည်မှုရုံးရှိမှာဖွင့်တာပေါ့နော်ဝင်ဒီသွားတဲ့ရက်ကကြတော့သူတို့ကအုတ်ချုပ်ရည်မှုရုံးရှိမှာမရှိဘူးအမှကိစ္စလေးတွေရှိလို့ဆိုပြီးဒီဘက်နားလေးမှာဖွင့်ထားတယ်ပေါ့ပုံမှန်ရှိနေကြနေရတော့အုတ်ချုပ်ရည်မှုရုံးရှိမှာရှိပါတယ်သူတို့ဆိုင်ကဘိန်းမုံကလေအမြဲတမ်းလေချက်ချင်းရရဆိုတာမရှိဘူးအမြဲဆောင်ရတယ်လူရမ်းကြလို့ဝင်ဒီဟိုးပစ္စည်းငယ်လေးတွေကတစ်ချက်တရာရောင်းလာတာသူတို့အခု900နဲ့သူတို့လူကြတော့မယ်ဝင်ဒီမှာထားတာလေးရပြီဝင်ဒီဖေဖေနဲ့မေမေကဒီဘိန်းမုံအရန်ကြိုက်တာဆိုအမြဲဝယ်ကျွေးရတယ်ပေါ့ကွယ်အခုလဲဝယ်မယ်ဝယ်ပြီးအိမ်ရောက်ရင်သူတို့ကော်ဖီဖြော်တိုက်မယ်ကော်ဖီနဲ့ဘိန်းမုံနဲ့စားမယ်လို့ပေါ့နော်မိုးတွင်းလေးမှာကွာကော်ဖီလေးဖြော်ဘိန်းမုံလေးစားမြမဆန်ဆန်လေးပေါ့အရန်ကောင်းဒါကတော့ဝင်းနီဖေဖေကတော့ဖွင့်ပြတာဘိန်းမုံတက်ချာလေးကိုလည်းသိရအောင်လို့မေမေကဘိန်းမုံလေးကိုဖျဲပြထားရှင်စားလို့လည်းကောင်းဘိန်းမုံလည်းကုန်ပြီအကုန်သွားပြီ